SCC ဘက်ကတကယ် Fanny player တွေတကောင်ပါနေရတာနဲ့ပေါ့နော်တို့အနေနဲ့ဒီ Fanny ကိုမဘန်းမဲနဲ့လွတ်ပေးလိုက်တဲ့ဆိုရင်ထားမှာ TikTok ဆယ်လီလေးဆရာဟုတ်တယ် TikTok ဆယ်လီလေးတင်ပါဗျာ TikTok ဆယ်လီလေးအချိန်မှာတစ်ဖက်ကအေးအေး link တဲ့ပြန် forward ရတယ် Fanny streak ပဲကတ်တော့တစ်ချက်ကအေးအေး TikTok Fanny တော့လေအဲ့တော့ရှိမှာပေါ့နော်အဲသူမေ့နေတာကဟိုဘက်က link ကလည်းပဲ Fanny player ပဲတော့ Fanny player နှစ်ယောက်ထိတ်တက်တွေ့တဲ့အချိန်မှာ Level Fanny ရော Level Fanny ပါပဲဟုတ်တယ်အဲ့ကောင် Fanny ကထိန်းရအရန်ခဲ့တယ်ပေါ့Fanny KD က913ဆိုတော့ game ပြီးမှာတော့သူ့ရဲ့အရင်လက်ဆွမ်းတွေကိုပြန်ရနေရတာပေါ့။ KO မိုက်တဲ့Spider ဒီရဲ့ Fanny ရဲ့အရင်ကအသိတော့ Fanny ရဲ့ moment တွေ vibe တွေပြန်ခံစားမိလာပြီးတော့ပြောရတယ်။ဒါပြီးတော့ cover ပေးထားတဲ့ဆိုရင်တော့မတော့ကောင်ပေါင်းပြီးတော့ defense နေသေးတယ်ဆိုတော့နောက်ကတာဝါတာဝါလည်းဝင်ထိုးတာPaquito က Jeff ဝင်ထိုး Fanny က cable ကတော့ဝင်ပိုင်းတာတခါတည်းနှစ်ကောင်လုံး double kick ကိုတက်ခီချောင်းပြီးပေးလိုက်ရပြီဆိုရင်နောက်က Fanny cable သားမှာ back line မှာ play ပဲအော်ဟဲ့အောင်ရေထပ်ပြီးတော့နောက်ထပ်အိမ်တလာဘောကလောက်ဘောဝင်ချက်သွားခဲ့တဲ့တွင်ထားမှာတကယ်ကိုတို့အရင်တော့က Jupiter ရဲ့ Fanny အဟောင်းကိုတော့ပြန်တွေ့နေရပြီကြာဆိုတော့ပွဲပြီးသူဝင်းချက်တွေပဲထွက်လာရင်တော့မစိုး Fanny down ခံ Fanny ကအမစီးကေပဲနဲ့ play ပဲဟောသားတယ်နော်စီးကေပဲပြေးတော့ကာဂျာရင်းတော့ပေါ်လာကြမှာပဲဒီစစ်သားပဲ UK ဒီကောင်တက်ပြီးသွားဆိုတော့ Nolan only တော့ Fanny လာပြီနေတာဆောင်ပြနေတာ2 match ကန်နေတို့ရုပ်တွေကိုကန်ပေးထားခဲ့ရင်နောက်ကဒီလုံး 10 minute ကြာမှာတော့ရသူခင်းလိုက် internet ကဝင်လာပြီမဲ့ level မကြတော့ဘူးအမိကမကြိုးစားပြီမဲ့ level ချင်း Fanny စီးကေပဲပြေးဝင်လာခဲ့ရင် link ကိုရအောင်ပြန်ဖြတ်သွားဆိုတော့နောက်တော့ကောင်လို့ဒီစစ်သားနဲ့Fanny စီးကေပဲပြေးဝင်လာပြီမဲ့ကွာ like ပတ်လို့နဲ့ညင်းရကြည့်ပါဦးရအောင် Fanny စီးကေပဲပြေးဝင်လာတခါလဲကြောက်ပြန်ဖြတ်သွားရင်နောက်ကမီယာချက်တွေထားမှာလောက်တော့မလောက်ဘူးရအောင် Fanny စီးကေပဲထပ်ပြေးဝင်လာခဲ့ချက်ပြီးတော့ဒီဆောက်ရှောက်ထောင်းထားပါသေးရဲ့ဆိုရင် Fanny ပြေးဝင်လာရင်တခါတန်းပြီးတော့ rest ကိုပါဆယ်ဘလင်း1-1ရှိနေတယ်ဘာလို့လဲ Fanny စီးကေပဲနဲ့ပြေးဝင်လာဆိုပေမဲ့ level နောက်ကဘာလို့ပြီးမှချောင်းပြေးကန်ပေးထားပြန်ဖြတ်ပြီးမှအိမ်လာပဲ swing ကြားမှာပဲတခါ string ကနေပြန်ဖြတ်ကြိုးစားပြီးမှ Fanny ပြေးဝင်လာခဲ့ပြီးတော့ဖြတ်ဖို့ကြိုးစားနေရဆိုတော့မှ beat trade ချောင်းပြေးပြီးတော့ stand ပေးထားပြီးမှ level Fanny စီးကေပဲနဲ့ပြေးဝင်လာရင်ဖြတ်ဖို့ကြိုးစားနေရင်တခါတန်းပြီးတော့ပြန်ခေါ်သွားဒီလွတ်လွတ်သွားခဲ့တယ်ကြာအဲ့ချိန်မှာနောက်ကနေပြီးတော့ဘာဖြစ်လို့ jab တွေကြားမှာခါတန်းပြီးတော့ father နောက်ကနေဟာရောက် Fanny ရဲ့ကတော့လို့တင်ပြီးတော့ဟိုဘက်ချောင်းကနေပြေးတက်လာပြီးဆိုရင်မှ Ducky Area နားနေ Fanny စီးကေပဲပြေးဝင်လာပဇာနာ internet ကတည်းကကြားမှာနာဝါခဲ့ခါကြဘောင်းနာပဲကတ်မယ်ထင်ပါတယ်Fanny စီးကေပဲနဲ့ပြေးဝင်လိုက်ဖြတ်ဖို့ကြိုးစားနေပြီမဲ့လည်းပဲကြားတော့မရလိုက်ဘူးဆိုရင်မှလင်က Fanny နောက်ကိုလိုက်ပြီးပြအချိန်မှာကစားနေအင်ဂျလာတော့ပြန်ကြီးထားခဲ့နေတူနောက်က Fanny ပြေးပြီးတော့လင်ကိုပြေးကြည့်ရဆိုရင်မှလင်ခါလဲ win the crown ပြန်တော့ carry ချွတ်ပြတာဆိုမှမကြတော့ triple kick